မြို့တိဆွတ်တာမဟုတ်တော့ဘူးလေဒီနေ့ကစပြီဘာလို့တော့မလဲအဲ့စိတ်ကလေးကိုထိန်းတတ်တယ်ဆွတ်လိုက်တယ်ပြီးတယ်ရွှေလိုက်တယ်ပြီးတယ်တီးတယ်ဆိုတဲ့တီးနဲ့လိုက်တယ်အဲ့ဒါလေးကိုလုပ်ချင်တာအဲ့ဒီကမှဒီအန်ဒရီယာကိုကင်းစင်ပြီးသားဖြစ်မှာဘာဖြစ်လို့ကင်းစင်တာလဲပြီးတာငွေကြီးတွေရှိတယ်မရှိတော့ဘာဖြစ်လို့ကိုလုံနေတဲ့ဖြူစင်မှုတွေကတမာရီကနှကောင်းနှပြတ်တွေကမဆောက်ရှောက်ပဲနေပါနတ်ဆိုးတဲ့ရုပ်တရားကိုကတ်ပါအောင်မလားကတ်တော့ပါဦးခင်ဗျဘယ်ဥစ္စာကြောင့်လို့အဲ့ဒီဥစ္စာပေါ်လုတ်လိုက်တဲ့ဥစ္စာတိုင်းတတိတရားထားရှိတတ်တယ်အတိမအမြင်မှန်တရားလေးပေါ့အကုသို့ပါသေးလားပါတော့မင်းတို့တဏီကုံလုံးနေတဲ့အကုသိုလ်တွေကဘယ်လောက်များလဲကဲအခုငါမေးပြီအခုသိပြီလေအဲ့ကနေစပညာဒီနေ့ကစပြီဥစဉ်ကလူကျင်တဲ့ဥစ္စာကနော်ဥစ္စာပေါ့ဖယားတရားတန်ခါဆိုတဲ့ဥစ္စာတရားစစ်ပြန်မှတရားစစ်တရားမှတန်ခါစစ်တန်ခါမှဆိုတဲ့ဥစ္စာတန်ခါစစ်တန်ခါမှဆိုတဲ့အချင်းကဟဲ့စားကမှားတယ်ဟာရကမှန်နေဆိုတာကိုယ်တိုင်တန်ခါစစ်တန်ခါမှဖြစ်အောင်အဲ့ကြမှာအမှားမှန်ကိုသိမှာမဟုတ်ဘူးလားလုံးလို့ဆိုရင်ကိုယ်တိုင်မသိဘူးဆိုတာကအဲ့တော့ရောရောင်ပြီးလိုက်ဟုတ်လားသူများလို့သူလိုက်လို့ပြကိုယ့်ဟာကိုသိအောင်လို့အတိမအမြင်မှန်တရားအဲ့ဒါလေးနဲ့တွားကြလိုက်လုပ်ချက်ဟုတ်ကဲ့လားဘာလို့ဆိုလို့ရင်အတိတ်ပဲလေးတွေကမင်းတို့အတွက်အကုသိုလ်ကဖေရှားမယ်ဆိုတော့ကြောင်းသွားမှအကုသိုလ်ကဖေရှားမှာဟုတ်ပါဘူးအခုသိသွားပြီလေဟုတ်လားအဲ့ကျတော့သူများနဲ့ပြောမဲ့ဥစ္စာတွေနဲသွားမယ်ဟုတ်ကဲ့လားအမှားလို့မဲ့ဥစ္စာတွေနဲမသွားဘူးနဲသွားတာအကုသိုလ်ရပါဦးဟောဒါလေးနဲ့သိပါလေဒီနေ့လောက်ပြီးစလုပ်မယ်ဆိုလို့ရှိရင်မိုးလင်းတာနဲ့စဖက်တော့မယ်ဆိုတဲ့နဲ့ဒီကမှာတောက်တူကြီးလေးကပ်ပြီးတယ်အရှိဖေဒီရီအား